မိတ်ဆွေအကြရာကိုစက်ချစင်ချင်းနဲ့စိတ်ဖြစ်နေလားဘဝရှိကိုစိတ်တဲ့နေလားကိုယ့်ရဲ့ကြိုးစားမှုတွေကိုတန်တရားဝင်နေလားအဲ့လိုမျိုးဖြစ်နေပြီဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တွန်းပါရစေကျော်တုံးကိုခွေးနေတဲ့ဒီခုတမောက်ပဲကြည့်ရင်သူကကျော်တုံးကိုအချိန်ပြားချူရဘာမှဖြစ်မလာဘူးအချိန်ပြားတစ်ချက်မြောက်ရက်လိုက်တော့ကျော်တုံးကအပိုင်းပိုင်းပြေးသွားတယ်ဒီမှာမိတ်ဆက်တင်ရှိလာတယ်ကျော်တုံးကိုကွေးသွားတာနောက်ဆုံးတစ်ချက်ကြောင်းမဟုတ်ပါဘူးသိချပါတယ်နောက်ကအချိန်ပြားရက်လိုက်တဲ့ရက်ချက်အပါဝင်နောက်ဆုံးတစ်ချက်ရက်လိုက်တဲ့ရက်ချက်တွေကြောင့်ပဲကွေးသွားတာပါကိုမအဲ့လက်တွေကိုမမြင်ရသေးတာကတင်ဘတော်မှမအောင်မြင်နိုင်ဘူးလို့မဆိုထားပါဘူးအောင်မြင်ဖို့အတွက်အားယူနေတာပဲဖြစ်ပါတယ်ကျမတကောင်ဥပနေတာကိုကြည့်ပါအဒီပိုင်းမှာကြည့်နေလို့ညီတဲ့နေရပဲတခါတလေထင်ရရင်ဥဟာပုံနေလို့ထင်ရတတ်ပါတယ်ဒါပေမဲ့အချိန်တခုကြာလာတဲ့အချိန်ကြာမှာကျက်ဥထရနေအတဲ့အခါမှာအထက်မှာအသက်ဝင်လာတဲ့အကောင်လေးတွေဆက်ထွက်လာပါတယ်တင်းရဲ့ကြိုးစားမှုတွေကလည်းဒီလိုပါပဲအချိန်တန်းတဲ့အချိန်တစ်ခုကြာတဲ့အထိဆွေးရှိနဲ့စောင့်နိုင်ဖို့ပဲလိုပါပါတယ်ရတဲ့တူမမြင်ခင်စိတ်သက်ကြပြီးနှုတ်ထွက်လိုက်တာအရှုံးပေးလိုက်တာပါပဲအကောင်းဆုံးအရာတွေဆိုတာအချိန်ယူရပါတယ်ဒီတော့စိတ်သက်မကြလိုက်ပါနဲ့ဖတ်ထားရမှာတခုကနှုတ်ထွက်မသွားပါနဲ့အောင်မြင်တဲ့အထိကြိုးစားရမှာပါကျေးဇူးတင်ပါတယ်